ရာယူခြင်းမဟုတ်တဲ့ချစ်စင်းနဲ့စွန့်စားပြီးချစ်မယ်ဆိုလည်းမမြင်ရဲ့ချိန်မတော်ရင်ပြန်လက်ထမငါကိုဆွေးသွားလို့ရတဲ့ဖိတ်စာရဲ့မင်းလက်ဆောင်မေးထားတဲ့